အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဇာနေအောင် YouTube နဲ့ Facebook Channel လေးကပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ဇာနေအောင်ပါကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးတော့ကျွန်တော်တင်ဦး A weight လို့ခေါ်တဲ့အလေတွင်းရှင်မျိုးတွေက W weighting ဆိုတဲ့ weight အကြောင်းလေးပဲကျွန်တော်ဖြစ်ပါတယ် weighting weight ဆိုတာဘာလဲ weighting weight ဆိုတာကျွန်တော်လုပ်ငန်းစဉ်တစ်ခုအတွင်းကလူတွေစက်ပစ္စည်းကိရိယာတွေကိုစောင့်ဆိုင်းရတာဒါမှမဟုတ်ရင်ကျွန်တော် ကုန်ပစ္စည်းတစ်ခုထုတ်လုပ်ရမယ်ဆိုလို့ရှိရင် raw material တွေပစ္စည်းကိရိယာတွေသတင်းအချက်အလက်တွေကိုအထက်လူကြီးတွေရဲ့ approval sign တွေအတည်ပြုချက်တွေကိုကျွန်တော်စောင့်ဆိုင်းရတဲ့ non value added တိုင်းတွေကိုကျွန်တော်ရည်ညွှန်းပါတယ်ကျွန်တော်လုပ်ငန်းခွင်အတွင်းမှာ waiting weight တွေကြောင့်ကျွန်တော်တို့ process flow တွေကမချောမွေ့တော့ဘူးပြီးလို့ရှိရင် bottleneck တွေကျွန်တော်တို့များလာမယ်ဒီတန်းတွေတိုးတက်လာမယ်အဲ့ဒီတော့ကြောင့်ကျွန်တော်တို့ရဲ့လုပ်ငန်းခွင်ထိရောက်မှုတွေကျွန်တော်ကျဆင်းလာမှာလည်းဖြစ်ပါတယ်ဆက်လက်ပြီးတော့ကျွန်တော်လုပ်ငန်းခွင်အတွင်းမှာ waiting weight ဖြစ်ပေါ်စေတဲ့အကြောင်းရင်းချုပ်ကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ process imbalance ဖြစ်တာတွေပေါ့နော်ကျွန်တော်လုပ်ငန်းခွင်တွေမှာဝန်ထမ်းတွေအလုပ်လုပ်နေတယ်နောက်ဝန်ထမ်းတဦးအနေနဲ့လိုအပ်တဲ့ material တွေ tool တွေအလုံးတော့မရှိတဲ့အတွက်ရှေ့ဝင်နေပြီးတဲ့အခြေအနေကိုကျွန်တော်စောင့်ဆိုင်းနေရတာတွေနောက်တစ်ချက်အနေနဲ့ကျွန်တော် machine downtime တွေ equipment တွေမကောင်းတာတွေလုပ်ငန်းခွင်တွေမှာစက်ပစ္စည်းတွေကျွန်တော်ချုပ်ရင်းနေတယ် maintenance လည်းမရှိဘူးအဲ့ဒီအတွက်ကြောင့် operator တွေအနေနဲ့စက်ပြင်တဲ့အခြေအနေကိုကျွန်တော်စောင့်ဆိုင်းရတာတွေနောက်တစ်ချက်အနေနဲ့ကျွန်တော် material တွေ parts တွေကျွန်တော် delay ဖြစ်တာတွေလုပ်ငန်းခွင်တွေမှာလိုအပ်တဲ့ကျွန်တော်တို့ raw material တွေ tool တွေ parts တွေကျွန်တော်နောက်ကျတာတွေ supplier တွေအနေနဲ့ကျွန်တော် shipment တွေနောက်ကျတဲ့အတွက် production line တွေမှာလိုအပ်တဲ့ material တွေကိုကျွန်တော်စောင့်ဆိုင်းနေရတာတွေနောက်တစ်ချက်အနေနဲ့ကျွန်တော် approval တွေ decision တွေ delay ဖြစ်တာတွေလုပ်ငန်းခွင်တွေမှာအထက်လူကြီးတွေရဲ့အတည်ပြုချက်တွေစစ်ဆေးချက်တွေဆုံးဖြတ်ချက်တွေကနှေးကွေးတဲ့အတွက်အလုပ်တစ်ခုဆက်လုပ်ဖို့ကိုကျွန်တော်စောင့်ဆိုင်းနေရတာတွေနောက်တစ်ချက်အနေနဲ့လုပ်ငန်းခွင်တွေမှာ work instruction တွေ standard တွေကကျွန်တော်တို့မရှိတာတွေရှိမိတော့ညာလဲကျွန်တော်မရှင်းလင်းတာတွေ work instruction တွေ standard တွေကိုကိုယ့်ရဲ့ဝန်ထမ်းတွေကမသိတာတွေအဲ့ဒီအတွက်ကြောင့်လုပ်ငန်းခွင်တွေမှာဝန်ထမ်းတဦးအနေနဲ့အလုပ်ပြီးမြောက်တဲ့အခါဘာဆက်လုပ်ရမယ်မသိတဲ့အတွက် supervisor ရဲ့လမ်းညွှန်မှုတွေကိုကျွန်တော်စောင့်ဆိုင်းနေရတာတွေနောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်ပူးပေါင်းဆောင်ရွက်မှုတွေပြောဆိုဆက်ဆံမှုတွေကျွန်တော်တို့ကအားနေတာတွေလုပ်ငန်းခွင်အတွင်းမှာအဖွဲ့တစ်ဖွဲ့နဲ့တစ်ဖွဲ့ကျွန်တော်ချိတ်ဆက်ပြီးလုပ်ကိုင်တဲ့အခါမှာဟန်ချက်မညီတဲ့အတွက်အဖွဲ့တစ်ဖွဲ့ကိုတစ်ဖွဲ့ကစောင့်ဆိုင်းပြီးတော့အလုပ်လုပ်ရတဲ့အတွက်ကျွန်တော်တို့ waiting weight တွေဖြစ်ပေါ်စေပါတယ်ဒါတွေကတော့ကျွန်တော်တို့လုပ်ငန်းခွင်အတွင်းမှာ waiting weight ဖြစ်ပေါ်စေတဲ့အကြောင်းရင်းအချို့ပဲဖြစ်ပါတယ် waiting weight တွေကြောင့်ကျွန်တော်တို့ရဲ့စီးပွားရေးတွေလုပ်ငန်းခွင်တွေမှာဘလို့အကျိုးသက်ရောက်မှုတွေရှိတယ်ဆိုလို့ရှိရင်ဒီတိုင်းတွေတိုးလာမယ် cost တွေကျွန်တော်တို့တိုးတက်လာမယ်ပြီးလို့ရှိရင်ဝန်ထမ်းတွေရဲ့အလုပ်လုပ်နိုင်စွမ်းတွေကျွန်တော်တို့ညှော်နှဲလာမယ်အဲ့ဒီအတွက်ကြောင့်ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာတွေကျွန်တော်ကြာဆင်းလာမယ်နောက်ဆုံးအနေနဲ့ customer တွေရဲ့စိတ်ကျဉ်တဲ့မှုတွေကျွန်တော်တို့ကြာဆင်းလာမှာလည်းဖြစ်ပါတယ် time is money မဟုတ်ပါဘူး waste time is not profit ပဲဖြစ်ပါတယ်ဆက်လက်ပြီးတော့လုပ်ငန်းခွင်တွေမှာတွေ့ရှိရတဲ့ waiting weight နဲ့ပတ်သက်ပြီးတော့ဥပမာလေးတွေကိုကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ် manufacturing လုပ်ငန်းတွေမှာဆိုလို့ရှိရင် machine တွေ breakdown ဖြစ်တာတွေ operator တယောက်က machine breakdown ဖြစ်နေလို့ maintenance အခြေအနေကိုကျွန်တော်စောင့်ဆိုင်းနေရတာတွေအဲ့ဒီအတွက်ကြောင့်ကျွန်တော် commission တွေမထွက်လာတော့ဘူး labor cost တွေတက်လာမယ် customer တွေကိုကျွန်တော်ပစ္စည်းပို့တဲ့အခြေအနေကကျွန်တော်နောက်ကျသွားမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ material shortage ဖြစ်တာတွေ production line တွေမှာလိုအပ်တဲ့ raw material တွေအခြေအနေမြောက်တဲ့အတွက် production line တစ်ခုလုံးကိုကျွန်တော်ရက်ပြီးတော့စောင့်ဆိုင်းနေရတာတွေပြီးလို့ရှိရင် supervisor တွေရဲ့ approval ကိုကျွန်တော်စောင့်ဆိုင်းနေရတဲ့အတွက် process တွေကိုကျွန်တော်မဆက်နိုင်တာတွေ service industry တွေမှာဆိုလို့ရှိရင်စေယုံတွေမှာဆိုလို့ရှိရင်ဆရာဝန်မရောက်သေးတဲ့အတွက်လူနာတွေအနေနဲ့စောင့်ဆိုင်းနေရတာတွေဘန်ဒီမှာဆိုလို့ရှိရင်ကိုယ့်လက်တုံးကင်မရောက်သေးတဲ့အတွက်ကျွန်တော်စောင့်ဆိုင်းနေရတာတွေ office တွေမှာဆိုလို့ရှိရင်ပို့ထားတဲ့ email တွေက reply မရသေးတဲ့အတွက် project တွေကိုကျွန်တော်မဆက်နိုင်တာတွေဒါတွေကတော့လုပ်ငန်းခွင်အတွင်းမှာတွေ့ရှိရတဲ့ waiting weight နဲ့ပတ်သက်ပြီးတော့ဥပမာချုပ်ပဲဖြစ်ပါတယ် waiting weight တွေက manufacturing မှာမဟုတ်ဘဲနဲ့ service industry တွေမှာပါအလုံးမဲ့အရေးကြီးပါတယ်ဆက်လက်ပြီးတော့ waiting weight ကိုရှော့ချနိုင်မဲ့နည်းလမ်းချုပ်ကျွန်တော်တင်ပြပေးမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့လုပ်ငန်းခွင်တွေမှာ process တိုင်းကိုကျွန်တော်ဘဲတဲ့ညီအောင်ကျွန်တော်ဆောင်ရွက်ရမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့လုပ်ငန်းခွင်မှာရှိတဲ့စက်တွေရဲ့ breakdown ဖြစ်မှုကိုကျွန်တော်ရှော့ချနိုင်ဖို့ preventive maintenance system ကိုကျွန်တော်အကောင်းမွန်ဆုံးဆောင်ရွက်ထားမှာလည်းဖြစ်ပါတယ်နောက်တစ်ချက်အနေနဲ့လုပ်ငန်းခွင်မှာ procedure တွေ work instruction တွေကိုကျွန်တော်တို့အကောင်းမွန်ဆုံးအကောင့်တွေပေါ်ဆောင်ရွက်ထားမှာလည်းဖြစ်ပါတယ်ချမှတ်ထားတဲ့ procedure တွေ work instruction တွေကိုလည်းဝန်ထမ်းတွေသိအောင်လို့ကျွန်တော် training တွေပေးထားမှာလည်းဖြစ်ပါတယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ cross training တွေပေးထားမှာလည်းဖြစ်ပါတယ်လုပ်ငန်းခွင်မှာဝန်ထမ်းဥမလာလို့စောင့်ဆိုင်းနေရတာမျိုးမဟုတ်ဘဲနဲ့အဲ့ဒီနေရာမှာအစားထိုးဝင်ရောက်လုပ်ကိုင်နိုင်ဖို့ကိုဝန်ထမ်းတွေကိုကျွန်တော် training ပေးထားမှာလည်းဖြစ်ပါတယ်ဒီအချက်တွေကတော့ waiting weight ကိုရှော့ချနိုင်မဲ့နည်းလမ်းချုပ်ပဲဖြစ်ပါတယ်လုပ်ငန်းခွင်မှာရှိတဲ့ manager တွေ supervisor တွေနဲ့ဒီနေ့ဘယ်အကြောင်းအရာတွေက waiting weight ကိုဖြစ်ပေါ်စေခဲ့တယ်လဲဖြစ်ပေါ်စေခဲ့တဲ့အကြောင်းအရာတွေကရောဘာတွေလဲအဲ့ဒီအကြောင်းအရာတွေကိုပြုပြင်ပြောင်းလဲမှုတွေလုပ်နိုင်ခဲ့သလားဝန်ထမ်းတွေမှာကော skill gap တွေရှိနေသလား material delay တွေကြောင့်ဖြစ်ပေါ်ခဲ့သလားဒီအကြောင်းအရာတွေကိုတော့ကျွန်တော်နေ့စဉ်ကိုယ့်ကိုယ်ကိုပြန်မေးရမှာလည်းဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ waiting weight ဆိုတာဘာလဲ waiting weight ဖြစ်ပေါ်စေတဲ့အကြောင်းရင်းအချို့ရယ်ဥပမာနဲ့တကွာ waiting weight ကိုချောချနိုင်မဲ့နည်းလမ်းအချို့ကိုကျွန်တော်တင်ပြပြီးဖြစ်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာလည်း
ကြက်ရှိနေသေးတဲ့ဝိတ်အကြောင်းတွေရဲ့လူချင်းမင်းတို့ရဲ့လုပ်ငန်းဝင်တိုးတက်ရေးအတွက်အထောက်အကူဖြစ်စေမယ့်ဗီဒီယိုလေးတွေရဲ့ဆက်လက်တင်ပြပေးမှာဖြစ်တဲ့အတွက်ကျွန်တော် channel လေးကိုစောင့်မျှော်ကြည့်ရှုအားပေးဖို့ကိုလည်းဖိတ်ခေါ်ပြရစီအားလုံးကိုကျေးဇူးတင်ပါတယ်